အပြစ်ဖြေရာရည်တီးဟူသောစိတ်ကြီးတစ်ဆက်နှကောင်ကို၎င်းရပူစော်ကြ၏မောရှိချမ်းသာ၌ပါတီအတိုင်းယူလို့ရှိတဲ့မြို့၌ဖျားဝုကိုပြုစေခြင်းကယိဘရဟိအတီးအတီတို့ကို၎င်းတင်ဖွဲ့တော်လေဝိသားတို့ကို၎င်းခံထမ်းကြ၏တင်သွားခြင်းကိုခံရသောအမျိုးသားတို့သည်ပထမလ14ရက်နေ့တွင်ပတခါပွဲကိုလည်းခံကြ၏ယေဘရဟိနှင့်လေဝိသားတို့သည်တင်ညတင်ညွတ်တဲ့ကိုတန်ရှင်းစေ၍အလုံးစုံတို့သည်တန်ရှင်းတစ်ဖြစ်မိမိတို့အဖို့မှဆာ၍ပေါက်ပေါ်ခြင်းယေဘရဟိတို့အဖို့နှင့်တင်သွားခြင်းကိုခံရသောအမျိုးသားပေါင်းတို့ကိုပတခါတို့တငယ်ကိုတတ်ကြ၏တင်သွားခြင်းကိုခံသောလူစုထဲကထွက်လာသောဣတယေလအမျိုးသားများဣတယေလအမျိုးဖျားသခင်ထာဝရဘုရားကိုရှာလိုသောငါတပါးအမျိုးသားနေရာရဲ့အညစ်အကြေးကိုဖယ်ရှားသောသူများအပေါင်းတို့ကပတ္တခါပွဲကိုစား၍9ရက်ပတ်လုံးမှမြောက်သောစိတ်နှင့်အဇုမပွဲကိုလည်းခံကြ၏အကြောင်းမူကားထာဝရဘုရားသည်ဝမ်းမြောက်သောအခွင့်ကိုပေးတော်မူ၏ဣသရေလမျိုးဖျားသခင်ဗိမာန်တော်တည်ဆောက်ခြင်းမူမှာအရှုရရှင်ဘုရင်မဆာမီအကြောင်းစိတ်နှလုံးတော်ကိုသူတို့ဘက်သို့ကူးစေတော်မူ၏ယေရုရှလင်မြို့သို့ဣဇရာပြလာခြင်းထိုနောက်ပေဗတိရှင်ဘုရင်အာတဇေရိလက်ထက်၌ယေဘရဟိအကြီးအာယုံအေလဇာဖိနဟတ်အဘိယောဗုဂိအောဇိစေရဟိမေရယုတ်အာဇလိအာမရိအဟိတုတ်ဇာဒုတ်ရှလုံဟိလခိအာဇလိဆရာယတို့မှစင်သက်တော်သူဣတယေလအမျိုး၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမောရှေ၏ပညာတိကျမ်းစာကိုလေ့ကျက်တော်ဆရာဖြစ်တော်သူအေဇရာသည်ဘာဘူးလုံမြို့မှထွက်သွား၏ထိုသူတောင်းသမျှကိုသူ၏ဘုရားသခင်ထာဝရဘုရားတကူတော်ကြောင့်ရှင်ဘုရင်ပေးသနာတော်မူ၏အတဇေရိမင်းကြီးနန်းဆန်9နှစ်တွင်အချို့သောဣသရေလအမျိုးသားယေဘရဟိလေဝိသားတချင်းတဲ့တကားဆောင်ဖျားကျွန်တို့သည်လည်းယေရုရှလင်မြို့သို့လိုက်သွားကြ၏ရှင်ဘုရင်နန်းဆန်9နှစ်ပိစမလတွင်ဣဇရာသည်ယေရုရှလင်မြို့သို့ရောက်လေ၏ပထမလတရနေ့တွင်ဘာဘူးလုံမြို့မှထွက်၍ပထမလတရနေ့တွင်ပိစမပါ